ရှေ့ဦးစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဘုရားသခင်ရဲ့ကိုယ်ကမဆာမှုလမ်းပြပို့ဆောင်မှုကြောင့်ယနေ့ဒီချိန်ထိအသက်ရှင်ခွင့်ရရှိပြီးဘုရားသခင်ရဲ့ရှေ့ညီကိုမနမတွေအရှိမယခုလိုမျိုးအနေငယ်ဘုရားသခင်ရဲ့ကောင်းမြတ်ကြောင်းကိုတသက်ခံခွင့်ရတဲ့အတွက်ဘုရားသခင်ကိုအထူးပဲကျေးဇူးတင်ပါတယ်မိရဲ့ဘဝအသက်တာမှာခံစားခဲ့ရတဲ့ယောဂဝေဒနာကြောင့်ဘုရားသခင်ဟာဘယ်လိုမျိုးသမီးပေါ်မှာကြွေကာခဲ့လဲဆိုတာကိုလူအများရှိမှပြန်ပြီးအနေငယ်တသက်ခံမှာဖြစ်ပါတယ်2019ရောက်တော့သမီးစင်ကာပူကနေပြီးတော့အဆိုင်ရောင်လို့ဆိုပြီးတော့မြန်မာပြည်ပြန်လာတယ်အိမ်ရောက်တော့သမီးရဲ့အမိုးကနေပြီးတော့ဗောနော်အဆိုင်ရောင်တဲ့အတွက်ကြောင့်စီကန်းနေစီးုံတွေလိုက်ပြပေးတယ်ဗောနော်ပြပေးတော့တောက်ဆေးတွေအမျိုးမျိုးတောက်တယ်ဒါပေမဲ့အဆိုင်ရောင်တာကပြောက်မသွားဘူးနင်းနေချီပြီးဖြစ်လိုက်ပြောက်လိုက်ဖြစ်လိုက်ပြောက်လိုက်နဲ့အခုဆိုရင်အဆိုင်ရောင်တဲ့ဝေဒနာ9နှစ်ကျော်6နှစ်လောက်ခံစားလိုက်ရတယ်ဗောနော်2024ရောက်တော့နှစ်ကုန်ကန်လေးလောက်မှာဗောနော်မဖြစ်တော့ဘူးအဆိုင်ကအရန်ခံစားရခက်လို့ဆိုပြီးတော့ဆေးရုံပြဖို့ဆိုပြီးတော့တတိကိုပြောတယ်တတိကလည်းရော့ရှူပဲဆေးရုံတော့ပို့တယ်ပို့တဲ့အခါမှာဆေးရုံရောက်တော့ဆေးရတယ်ဆေးရတော့2025 3လပိုင်းလောက်မှာဆေးလိုက်တယ်ဗောနော်ဆေးလိုက်တော့အဆိုင်ထဲမှာပိုးတွေ့တယ်ပိုးကလည်းမနေဘူးပေါ့နော်ပိုးက300ကျော်305အဆင့်ရှိတဲ့အခါမှာဆရာဝန်ကပြောတယ်ပေါ့နော်စိုးရင်ရတယ်ပေါ့ဒါကပိုးတွေအရင်များတဲ့အတွက်ကြောင့်ကြာရင်ကင်ဆာဖြစ်နိုင်တယ်ဆိုပြီးတော့ပြောလိုက်တော့စိုးရင်စိတ်နဲ့ပြန်လာတယ်အိမ်ရောက်တဲ့အခါမှာကိုယ့်အနေကိုစိုးရင်နဲ့အစာလည်းအများကြီးမစားရဘူးအစာစားရင်လည်းဘိုက်ကတောက်နေလို့မကောင်းเนาะအိမ်မရထိုင်မရထမရနဲ့အဲ့လိုဖြစ်တဲ့အခါကျတော့ကိုယ်လည်းစိတ်ပူတယ်ပေါ့နော်စိတ်ပူတဲ့အခါကျတော့အရန်စိတ်ညစ်တော့เนาะငိုလဲငိုရတယ်အဲ့ဒီအချိန်မှာเนาะဘေးရပါเนาะကိုယ့်ရဲ့အတိမိတ်ဆွေတွေကနေပြီးတော့ကိုနင်းเนาะဒီလိုမျိုးဆိုရင်ပူပန်ခြင်းမထားပါနဲ့ပေါ့နော်။ဘာဖြစ်လို့လဲဆိုရင်နေကယုံကြည်သူတယောက်ဖြစ်တယ်။ပြီးရင်ဘုရားသခင်ကိုနေယုံကြည်ထားတာပဲ။နေဆုတောင်းကြည့်ပါလားဆိုပြီးတော့ကိုပြောတဲ့အချိန်မှာကိုကနေ့နဲ့ချီပြီးခံစားလာရတဲ့အတွက်ကြောင့်ဘုရားကိုပုံမှန်ဆုတောင်းလို့ဆိုရင်ကိုလိုတာပဲဆုတောင်းတယ်။ဒါပေမဲ့ဒီလိုမျိုးယောဂဝေဒနာအတွက်ကိုဘုရားကိုဆုမတောင်းခဲ့ဘူးပေါ့နော်။ဆရာဝန်ကပေါ့နော်ပိုရမ်းများလို့ပိုးသက်စီတောက်ရမယ်ဆိုပြီးတော့ပိုးသက်စီကိုနှစ်ပတ်စာပေးလိုက်တယ်နှစ်ပတ်စာပေးလိုက်တဲ့အခါမှာပိုးသက်စီနှစ်ပတ်စာလည်းဆေးလုံးဝမနေဘူးဆေးလုံးရဲ့အင်အားလည်းများတယ်ကိုကလည်းပိုးသက်စီကိုအချိန်မှန်မှန်နဲ့တောက်ရတာဆိုတော့ပိုးသက်စီအချိန်မှန်မှန်တောက်ပင်မဲ့ယောဂတက်တာမလာဘူးတက်တာမလာတဲ့အခါကျတော့စိတ်ပူတယ်လေငါလည်းဆေးတောက်နေတာပဲဘာကြောင့်ငါယောဂဝေဒနာဒီလိုမျိုးကြီးမပြောက်ဘဲနဲ့ဖြစ်နေရတာလဲဆိုပြီးတော့စိတ်အရန်ပူပန်ဒေါသတွေလည်းထွက်တယ်မျက်ရည်တွေလည်းကျနော်အမြဲတမ်းအဲ့လိုမျိုးနေလာခဲ့တာတစ်လခွဲလောက်အထိကိုဆေးတောက်ပြီးလို့နော်တစ်လခွဲနားတဲ့အချိန်ထိကိုယောဂဝေဒနာကလုံးဝမတက်တာသွားဘူးမတက်တာသွားတဲ့အခါကျတော့လေညဆိုငိုရတယ်ပေါ့နော်ငိုရတယ်ပြီးကြလို့ရှိရင်အိမ်မရထမရထိုင်မရနဲ့အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာလေအရန်လဲကိုစိုးရင်လာတယ်ပေါ့နော်ငါဘိုက်ထဲကဘလို့ဖြစ်နေပါပြီလဲဆိုဘိုက်ကလေးနှိမ့်ပြီးတော့ဆေးကုံလို့ပဲနော်တစ်လခွဲတောင်နားပြီးပြီယောဂကလည်းအခုချိန်ထိမတက်တာလည်းသေးဘူးစိတ်ထဲမှာအရန်ပဲခံစားရတယ်ပေါ့အဲ့ဒီအချိန်မှာပေါ့နော်အဲ့ဒီအချိန်မှာငါတော့မဖြစ်တော့ဘူးငါဖះဆုတောင်းမှဖြစ်မယ်ဆိုပြီးတော့ည2ချက်တိ3နိုင်လောက်မှာပေါ့နော်ထားပြီးတော့ဖះကိုပေါ့နော်လုံးဝကိုကလည်းအရန်ခံစားနေရတဲ့အချိန်ကျတော့ဝမ်းနေခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးစိတ်နှလုံးကြေကွဲပြီးတော့လေအဲ့ဒီမှာဖះကိုတော့လုံးဝဆုတောင်းလိုက်တယ်ဖះကိုပြောပြရတယ်ပေါ့နော်အကယ်၍များဖះရဲ့ကျေးဇူးတော်ကြောင့်နော်ဆေးသွားစစ်တဲ့အချိန်မှာနော်စာရွက်ပေါ်မှာပိုးလုံးဝမရှိတော့ဘူးဆိုရင်ဘုရားသခင်ကောင်းမြတ်ကြောင်းကိုသမီးဒီ line ပေါ်မှာပေါ့နော်သမီးအတက်နိုင်ဆုံးလူများသိအောင်သမီးရဲ့ဘဝအသက်တာဘုရားသခင်ဘယ်လိုမျိုးဝေကာခဲ့တယ်ဆိုတာကိုအနည်းငယ်တက်ခံမယ်ဆိုပြီးတော့သမီးအဲ့လိုမျိုးပြောဖះကိုပြောပြီးတော့သမီးဆုတောင်းပြီးတဲ့ညပဲနောက်ထပ်2ရက်လောက်ဆေးရုံကိုနောက်တစ်ချိန်ပြန်သွားရမယ်အချိန်မှာ2ရက်လောက်မှာလုံးဝလူကောင်းအတိုင်းဖြစ်နေတဲ့အတွက်ကြောင့်ဟဲငါဘိုက်ကတက်တာနေပါလားဆိုပြီးတော့စိတ်ထဲမှာအာနဲ့ဖះကိုနော်ကျန်းစာပြန်ဖတ်တယ်ဆူတောင်းတယ်ထက်2ရက်လောက်မှာဆေးဘက်လေတဲ့အတွက်ကြောင့်ဆေးရုံကိုထပ်သွားတဲ့အခါမှာပိုးသွားစစ်လိုက်တော့ကျေးဇူးတော်ပဲပိုးစစ်ပြီးလို့ပြန်ထွက်လာတော့စာရွက်ကိုယူပြီးတော့ကိုကလည်းနားမလဲဘူးတရုတ်စာ
ရေးသားတွေကနားမလည်တဲ့ခါကျတော့ဆရာဝန်ကိုပြတယ်ဆရာဝန်ကနေပြီးတော့စစ်စစ်တဲ့စာရွက်ကိုကြည့်လိုက်ပြီးတော့နေ့မှာပိုးမရှိတော့ဘူးဆိုင်ပိုးလုံးဝမရှိတော့ဘူးဆိုပြီးပြောလိုက်တဲ့ခါမှာအရန်ဝမ်းသာသွားတယ်နော်။အော်ငါလို့ဖះကိုအခုလိုမျိုးဆူတောင်းခဲ့တဲ့အတွက်ကြောင့်ငါယောဂအခုလိုမျိုးတက်တာပျောက်ကင်းသွားပြီပေါ့နော်။ပိုးလုံးလုံးကြီးတကောင်မှမရှိတော့တဲ့အချိန်အထိကိုမှဖះကငါ့ကိုလှုပ်ပေးပါလားဆိုပြီးတော့စိတ်ထဲမှာအရန်ပျော်သွားတယ်။ဒီအချိန်မှာသမီးဘာကိုတီးလိုက်ရလဲဆိုတော့အော်ငါတို့ကိုယ်ဝင်နေတဲ့ဖះတကယ်အသက်ရှင်တဲ့ဖះပါလားငါခေါ်လင်နားညောင်းတဲ့ဖះဆိုတာကိုသိလိုက်ရတယ်အခုကျန်ပိုက်နှစ်ပိုက်အားဖြင့်ပေါ့နော်ခွန်အားပေးခြင်းနဲ့နော်ရှင်မတ်တဲ့ခရစ်ဝင်အခန်းကြီးခွန်အခန်းငယ်ခွန်တောင်းကြလောတောင်းလျင်ရမည်ရှာကြလောရှာလျင်တွေ့မည်တကားကိုခောက်ကြလောခောက်လျင်ဖွင့်မည်ဆိုတော့ဘုရားသခင်ကတောင်းတဲ့သူကိုပေးမယ်ဆိုတာသိရတယ်ပေါ့နော်အဲဒါကြောင့်ဘုရားသခင်ထံမှာပေါ့နော်မိမိလိုတဲ့အရာကိုတောင်းကြည့်ပါလို့တောင်းလျင်ရပါမယ်ပေါ့နော်ပြီးလို့ရှင်နော်ရှင်မတ်တဲ့ခရစ်ဝင်အခန်းကြီးခွန်အခန်းငယ်7တင်တို့သည်အစိုးဖြစ်လျင်ပင်ကိုသားတို့အားကောင်းသောအရာကိုပေးတက်လျင်ထိုမြမကကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အဖသည်ဆုတောင်းသောသူတို့အားကောင်းသောအရာကိုတာ၍ပေးတော်မူလိမ့်မည်မဟုတ်လောတဲ့နော်ဘုရားသခင်ကကိုတောင်းတဲ့အရာထက်ကောင်းတာကိုပေးတယ်ဆိုတာသိရတယ်နော်သမီးတက်တာခွင့်ကိုတောင်းတဲ့အခါမှာဘုရားသခင်ကပျောက်ကင်းတဲ့ခွင့်ကိုပေးတယ်နော်လုံးဝအံ့ဩစရာဖြစ်တယ်ဖះကိုပေါ့နော်ကိုးကွယ်တဲ့အခါမှာစိတ်နှလုံးကြေကွဲခြင်းဖြစ်ဖះသခင်ကိုအကောင်းဆုံးဆုတောင်းလို့ရတယ်နော်သူမျိုးကိုးကွယ်နေတဲ့ဖះအသက်ရှင်တဲ့ဖះဖြစ်တယ်ပေါ်ရင်ထူးတဲ့ဖះဖြစ်တယ်ဆိုတာကိုတသက်ခံခြင်းနဲ့ပေါ့နော်အရင်ကအဲ့လိုမျိုးဖះကိုသမီးတသက်ခံမယ်လို့ပြောဖူးတယ်ဒါပေမဲ့သမီးမလှုပ်ဖြစ်တဲ့အတွက်ကြောင့်အခုသမီးဆုတောင်းတဲ့အခါမှာသမီးအခုပြန်ပြီးတော့ဆုတောင်းတဲ့အခါမှာသမီးရရှိတဲ့အရာကိုအခုလိုင်းမော်ကပေါ့နော်တငယ်ချင်းတွေနဲ့သမီးရဲ့အတိမိတ်ဆွေညီကိုမောင်နှမတွေအားလုံးကိုသမီးတီရနေပြီးတော့ပေါ့နော်အနေငယ်တသက်ခံတာဖြစ်ပါတယ်လို့အားလုံးပဲဖျားရှင်ကောင်းချီးပေးပါစေ